ကဲအားလုံးပဲကျွန်တော်တို့အာဆင်နယ်ပရိသတ်ပေါင်းအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးကိုပိုင်ဆိုင်သွားပြီလို့ထင်ပါတယ်အဲ့တော့အာဆင်နယ်ဖန်ကြီးကမ္ဘာမှာပေါင်းအားလုံးပဲမင်္ဂလာပါပဲဗျာနော်အဲ့တော့ဒီနေ့ကကျွန်တော်တို့ချန်ပီယံလိ round 1မှာကျွန်တော်တို့ Athletic Bilbao တို့ကို Z2 ဆိုတဲ့လက်နဲ့အနိုင်ရလက်ထွက်ပေါ်ခဲ့တဲ့ပွဲစဉ်ကျွန်တော်ပွဲပြီး30ချက်အနည်းငယ်လေးပဲပြုလုပ်ပေးသွားမယ်နော်အချိန်လက်တော်လေးကုန်နေပြီဆိုတော့အများကြီးလို့ပြောကြမှာရှိတဲ့အတွက်ကျွန်တော်ကအနည်းငယ်လေးပြုလုပ်ပေးသွားပါဦးမယ်အဲ့တော့ညီကိုတို့အနေနဲ့ကျွန်တော်ရဲ့မှာ Spotlight 2 Facebook page ကို like and follow မလို့တဲ့ညီကိုများကျွန်တော်ရဲ့မှာ page ကို like and follow လေးနဲ့ပြုလုပ်ပေးသွားကြပါအောင်ဗျာနော်တွတ်တက်ကောင်းကနေကြည့်ရှုနေတဲ့ညီကိုများယခုဗီဒီယိုဖိုင်လေးကိုညီကိုအနေနဲ့ copy လင်းလေးအသေးလေးများများလေးယူပေးသွားကြပါအောင်ဗျာနော်ဟုတ်ပြီအဲ့တော့ကျွန်တော်အနေနဲ့ဒီပွဲစဉ်က Athletic Bilbao တို့အနေနဲ့လည်းပဲသူတို့ရဲ့မှာအဓိကကစားသမားတွေအားလုံးကျွန်တော်တို့ပွဲထွက်လာတယ်အာဆင်နယ်လည်းအဓိကကစားသမားတွေအားလုံးနဲ့ပွဲထွက်လာခဲ့တယ်ဒါပေမဲ့ပွဲကကျွန်တော်တို့တွေ Leicester လွတ်နေတော့အိတ်ငိုက်တဲ့အထိပွဲက88ကျန်နဲ့ကျွန်တော်တို့ပထမပိုင်း45မိနစ်ပြီးဆုံးသွားတယ်ဘယ်ဘက်မှဘာမှကိုပြောလို့မရဘူး injury ဖြစ်လိုက်ဘွဲရ ACC နဲ့အလယ်မှာပြီးလိုက်နေပဲကျွန်တော်တို့တွေပထမပိုင်း45မိနစ်ပြီးသွားတယ်ဒီလိုနဲ့ပဲကျွန်တော်တို့ဒုတိယပိုင်း45မိနစ်ပြန်စတယ်ဒုတိယပိုင်း45မိနစ်ဘွဲရ88ဆက်ကြီးဖြစ်နေခဲ့တာပဲဗျာနော်ဟုတ်ပြီအဲ့တော့အဲ့88ဆက်ကြီးဖြစ်နေတဲ့အနေအထားမှာကျွန်တော်တို့အာဆင်နယ်ဘက်ကိုပဲကျွန်တော်အဓိက highlight ထားပြီးပြောသွားမယ်နော်ဘာဖြစ်လို့လဲကျွန်တော်အာဆင်နယ်ကိုအဓိကကျွန်တော်တို့ highlight ပေးပြီးပြောချင်တာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့အာဆင်နယ်တို့မှာလက်ရှိကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အားလုံး rating တွေကတော့အစိမ့်ဖန်နေအောင်တော့ပြပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့နောက်လူစားလဲလှယ်မှုမပြုတ်လို့ခင်ပေါ့နော်ကိုမရခင်ချိန်အထိကျွန်တော်တို့အာဆင်နယ်ရဲ့မှာသားသမားတွေကကျွန်တော်တို့တွေပုံမှန်ပြောနေကြအတိုင်းပဲကျွန်တော်ညာဘက်ချမ်းမှာရှိနေခဲ့တဲ့မူတူကေးကတော့လုံးဝဒီနေ့ညမှာလည်းပဲသူ့အနေနဲ့အကောင်းမွန်ဆုံးခြေသွမ်းတွေကိုပြသထားတယ်သူဘာကောင်လဲဆိုတဲ့အနေအထားမျိုးပြသထားနိုင်ပြီးတော့ကျွန်တော်နောက်ထပ်တိုက်စစ်မှုများဖြစ်တဲ့ဗီတာယောဂရက်နဲ့အီဗာချီအီ0နှစ်ကတော့လုံးဝကျွန်တော်တို့အခုချိန်အထိသူတို့ရဲ့မှာပုံမှန်ခြေသွမ်းတွေကိုလုံးဝမပြသထားသေးပဲနဲ့ပုံမှန်ခြေသွမ်းရဲ့အောက်ကိုကြားဆင်းနေခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေမိနစ်80လောက်အထိပေါ့နော်ကြည့်ရှုနေခဲ့ရတဲ့ Ibachi Easy နဲ့အပြည့်တော့ဗီတာယောဂရက်တွေရဲ့မှာအခြေအနေတွေကလုံးဝကျွန်တော်တို့တွေသိပြီးတော့စိတ်တိုင်းမကျနေသေးဘူးချန်ပီယံလိမှာကကျွန်တော်တို့ဒါ Athletic Bilbao တို့မလို့ဒါ LGT အခြေအနေတွေကောင်းနေခဲ့တာအခြားသင်းတွေနဲ့ဆိုရင်ဒီလိုခြေသွမ်းမျိုးဒီလိုကစားအားနဲ့ဘယ်လိုမှမဖြစ်ဘူးဗျာနော်အဲ့တော့ Ibachi Easy နဲ့ဗီတာယောဂရက်ကဒီနေ့ညမှာတော့ကျွန်တော်အနေနဲ့လုံးဝဘယ်လိုပြောမလို့ပုံမှန် level တော့အထိမရှိသေးဘူးလို့ပဲကျွန်တော်ကတော့ပြောချင်တယ်ကွန်းလယ်မှန်ဆိုတော့ဒီကောင်ရိုက်ဆူပီမန်ဒီနဲ့ကျွန်တော်တို့မာရီနိုတို့ထူထူဘာမှလုံးမပြသွားဘူးသူတို့ရဲ့မှာပုံမှန်ခြေသွမ်းဆိုတဲ့အနေထားမျိုးပဲပြသွားတယ်၃ရောင်လုံးကကျွန်တော်တို့ပုံမှန်ခြေသွမ်းလောက်ပဲရှိနေခဲ့တာပဲဖြစ်ပါတယ်ဗျာနော်ဒါပေမဲ့နောက်တန်းတွေကတော့ကာလာဖီယိုရီကာဗီရဲ့မူစကွာရာနဲ့တင်မာကတော့သူတို့ရဲ့မှာထုံးစံအတိုင်းပဲပေကိုမရှိအောင်စမ်းဆောင်နိုင်ခဲ့တယ်ဆိုတော့တစ်ဖက်သင်းကဘာရွေးဖြစ်နေဒီကသမား၄ယောက်ကတော့ကျွန်တော်ကတော့သူတို့ပုံမှန် level ရှိတယ်ပုံမှန် level ကိုသူတို့အနေနဲ့ထိန်းထားနိုင်တယ်ဆိုတော့ခြေသွမ်းတွေပြသထားရလို့ကျွန်တော်ကတော့ဒီသားသမားတွေကိုကျွန်တော်အနေနဲ့ချီးမွမ်းချင်ပါတယ်နောက်တန်းအာဆင်နယ်ရဲ့မှာနောက်တန်းတွေကတော့တကယ်ကိုပဲပြီးခဲ့တဲ့နှစ်ကလေးကအာဆင်နယ်ရဲ့မှာနောက်တန်းကဂိုးသွင်းမှုတကယ်ကိုထိုးဖောက်ဖို့ခက်ခဲတယ်ဆိုတော့နောက်တန်းတွေတကယ်ပဲဒီနှစ်မှာလည်းပဲကျွန်တော်တို့တွေပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်ကိုသမားဒေးဗီယာဒီနေ့ညမှာလည်းသူ့အနေနဲ့ဘာမှအထွေထူးအများကြီးလုံးမပြသွားရဘူးတလုံးတလီလောက်ပဲကောက်ကွဲရတယ်အဲ့ဒါရလည်းလုံးဝအန္တရာယ်ရှိတဲ့နေထားရနေကောက်ကွဲရတာကျွန်တော်တို့နဲ့သိပြီးမတွေ့လိုက်ရဘူးဗျာနော်အဲ့တော့ကျွန်တော်အနေနဲ့ first line နဲ့ကစားသမားတွေကိုပြောမယ်ဆိုလို့ရှိရင်တော့မူတူကေးကောင်းတယ်ဒါတော့ပဲကျန်တဲ့နောက်တန်းလေးယောက်ပုံမှန်လည်းပဲကိုသမားပုံမှန်လည်းပဲနဲ့ကျွန်တော်တို့ကွန်းလယ်မှာရှိတဲ့ကစားသမားတွေကပုံမှန်လည်းပဲပြီးတော့ Ibachi Easy နဲ့ Peter ရောက်ကြတဲ့တိတ်ပြီးတော့တိတ်တိုင်းမကြသေးဘူးလို့ပဲကျွန်တော်ကတော့ပြောချင်တယ်ထူထူတော့အများကြီးအပြစ်တော့မပြောလို့ပါဘူးเนาะတိတ်တော့စိတ်တိုင်းမကြသေးဘူးဗျသူတဖြင့်တော့ကျွန်တော်တို့နောက်မှဝင်လာခဲ့တဲ့ကျွန်တော်တို့ကစားသမားတွေကိုပဲကျွန်တော်အနေနဲ့အနည်းငယ်လေး highlight ထားပြီးပြောချင်တယ်နောက်မှဝင်ရောက်လာခဲ့ရတဲ့ကျွန်တော်တို့ Lisandro Trossard ပြီးရင်တော့ Martinelli ဒီနှစ်ယောက်ကဗျာနီးပြအာဒီတာရဲ့မှာတကယ်ကိုမရှိသုံးလို့ပြောရမယ်ဆိုရင်လည်းမဟုတ်သေးဘူးပြီးရင်တော့လိုအပ်နေပြီဆိုလို့ရှိရင်ဒီကစားသမားတွေထည့်လိုက်လုံးဝရှယ်ကောင်းတယ်ဒါပေမဲ့ဒီကစားသမားတွေကိုကျွန်တော်တို့ first line နဲ့မှာသွားထည့်မယ်ဆိုလို့ရှိရင်ပွဲကခြောင်နေသည်ဖြစ်သည်ကြက်နေသည်ဖြစ်သည်အဲ့ဒီကစားသမားတွေကဘာမှထူလုံးမပြနိုင်ဘူးဒီနေ့ညမှာကြည့်လိုက်တော့ပြန်တော့လေကျွန်တော်တို့ first line နဲ့ဒီကအကောင်းမဆုံးဆိုပြီးပွဲထွက်သွားခဲ့ပြီးမဲ့ first line နဲ့ဒီဘာမှလုံးမရတဲ့အချိန်မှာကျွန်တော် Trossard နဲ့ Martinelli ထည့်လိုက်တယ်ဗျာ Trossard 65မိနစ်ထည့်တယ်ဗျာ Martinelli 82မိနစ်ထည့်တယ်ဗျာအဲ့တော့ဒီနေ့ဝင်လာပြီးရတဲ့ဒီပိုင်းနဲ့ကျွန်တော်တို့မကြပါဘူးဗျကျွန်တော်တို့တွေမကြခင်မှာပဲကျွန်တော်တို့ Martinelli ကိုသွင်းပေးတယ်အဲ့တော့ Martinelli ကိုသွင်းပေးတဲ့အလုံးဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ကြည့်လိုက်အောင်ဘာမှမဟုတ်ဘူးကိုသမားဒေးဗီယာပြစ်လိုက်တဲ့အလုံး Trossard ကအသားလေးထောက်ပေးလိုက်တယ် Martinelli ကလွတ်ကျွတ်စူးပြီးတော့သားလေးရှူသွားရတယ်အဲ့ဒါလည်း Martinelli တလုံးဗျာ Trossard ဖန်တီးတယ် Martinelli ကိုရှူလိုက်ရတယ်နောက်တစ်လုံးဆိုလို့ရှိရင်လည်းပဲဗျာ Martinelli ကတောင်မန်းကနေချက်ချိုးပေးလိုက်တယ် Trossard တွေရောက်တယ်ပိတ်ကန်လိုက်တယ်နောက်တန်းနဲ့ TV ကိုဝင်သွားတယ်အဲ့ဒါလည်းပဲကျွန်တော်တို့ Martinelli ကဂိုးဖန်တီးပြီး Trossard ကရှူတယ်အဲ့တော့ဒုတိယပိုင်းကျွန်တော်တို့မိနစ်80ဝန်းကျင်မှာပေါ့နော်65 80ဗျာဒီကြားထဲမှာပဲကျွန်တော်တို့ဝင်ရောက်လာတဲ့ကစားသမား2ယောက်ကTrossard က65ဝင်တယ် Martinelli က81ဝင်တယ်အဲ့တော့ဒီ2ယောက်ဝင်ရောက်လာပြီးမှကျွန်တော်တို့တွေဂိုးတွေရတယ်အဲ့ဒီဂိုးတွေကလည်းပဲကျွန်တော်တို့82မိနစ်မှာ
တကူဗျာပြီးရင်ကျွန်တော်တို့နောက်တစ်ခုက89မိနစ်မှာတကူဗျာအဲ့တော့ဒီနှစ်ယောက်ကကျွန်တော်တို့ first line နဲ့မှာထွက်ရင်လည်းလုံးဝမဟုတ်ဘူး second line နဲ့မှာထွက်တော့လေကျွန်တော်တို့သူတို့ငကိုကျွန်တော်တို့ first line နဲ့မှာထွက်သွားတဲ့ Martinelli Trossard မဟုတ်တဲ့အတိုင်းပဲတကယ်ကိုသူတို့ဒီ Arsenal တို့လိုအပ်နေခဲ့တဲ့ကျွန်တော်တို့အနိုင်သွင်းဂိုးတွေကိုသွင်းယူပေးပြီးတော့ Arsenal အနေနဲ့ 2-0 ဆိုရလာတဲ့ Bilbao တို့ကိုကျွန်တော်တို့တွေဂိုးပြတ်အနိုင်ရတယ်လို့ဆိုလို့ရတယ်ဗျာပြီးရင်တော့သူတို့လိုအပ်နေခဲ့တဲ့အနိုင်သုံးမှတ်ကိုကျွန်တော်တို့တွေစုဆောင်သွားနိုင်ခဲ့တာပဲသူတို့တွေစုဆောင်သွားနိုင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီပွဲစဉ်မှာအဓိကပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေ first line နဲ့ကအများကြီးအားမရောက်ဆိုပေမဲ့နီးပြအာဒီတာရဲ့မှာလူစားလဲမှန်ကန်မှုနဲ့အတူကျွန်တော်တို့တွေ Trossard Martinelli တို့ရဲ့မှာသွန်ဂိုးတွေနဲ့ Bilbao တို့ကိုကျွန်တော်တို့ Champions League အဖွင့်ပွဲမှာပဲသုံးမှတ်ရရှိခဲ့ပြီဖြစ်ပါတယ်အဲ့တော့ Bilbao တို့ကိုနှစ်ဂိုးပြတ်နဲ့နိုင်တာကတော့ Arsenal ရဲ့မှာခြေဆောင်ကကျွန်တော်တို့တွေမဆိုးဘူးလို့ပြောလို့ရတယ်ကောင်းတယ်လို့လည်းပြောလို့ရပြီဗျာနော်အဲ့တော့နောက်လာမယ့်ပွဲစဉ်တွေမှာ Arsenal ရဲ့မှာ first line တွေအနေနဲ့ဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့ခြေစွမ်းတွေပြသဖို့လိုလိမ့်မယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့ယနေ့ညကျွန်တော်တို့ Champions League ပေါ့နော် Bilbao နဲ့ပွဲကိုကြည့်ရှုလိုက်တဲ့ညီကိုတွေရဲ့မှာအမြင်အောင်ကျွန်တော်တို့ Arsenal ရဲ့မှာ first line နဲ့ပွဲထွက်လာခဲ့တဲ့တိုက်စစ်မှုတွေအနေနဲ့ဘာတွေလိုအပ်ချက်ရှိနေသေးရလို့ညီကိုတို့ထင်မြင်မိလဲဗျာနော်ညီကိုတို့ရဲ့မှာအမြင်များကိုမှတ်ချက်မှာရေးပေးခဲ့ကြပါအောင်ဗျာနော်အားလုံးပဲကျွန်တော်တို့မင်္ဂလာရှိသောညချမ်းလေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျာနော်အများကြီးတော့မဝေဖန်ခြင်းဘူးကျွန်တော်တို့နိုင်နာဖြစ်တဲ့အတွက်အများကြီးတော့မဝေဖန်ခြင်းမဟုတ်ဗျာနော်အဲ့တော့ Martinelli Trossard တို့ရဲ့မှာကျွန်တော်တို့သူတို့နှစ်ယောက်ရဲ့မှာအတွက်လုံးနဲ့ပဲကျွန်တော်တို့ဒီနေ့ညပွဲကအနိုင်ရရှိခဲ့လို့ပဲကျွန်တော်ကတော့သုံးသပ်ပေးချင်ပါတယ်အားလုံးပဲကျွန်တော်တို့နောက်နေ့ကျွန်တော်တို့အာဂတာသတင်းလေးနဲ့လူပြန်လဲပြီးတော့ဆုံတွေ့ကြပါစို့ဗျာနော်